那卡喽，ဒါကဘာထုတ်ဖို့လားဆယ်မမရဘူးလေသူ့အောင်ဆယ်မမရကျွန်တော်လည်းပေးအောင်လေညက်အမဲရောင်ကြီးထက်ကြံမာဒီလိုကာလာလေးနဲ့တက်တာဆိုဒါကခေါ်လာလေဒီပါလေဒါရုပ်မကွဲသေးရဲ့သူကတော့အားနာပါတယ်နော်ရှော့ပေးတာဟိုမှာ game mission ရပြီဒီနေ့ကဲယူလိုက်ပြီခင်ဗျာကစားသမားတွေရှိမှာတဲ့လွယ်တစ်လုံးရှိမယ်တဲ့ဘေးနားမှာတင်းချန်တဲ့ဆိုင်တဲ့ပစ္စည်းတွေရောမဆိုင်တဲ့ပစ္စည်းတွေရောတော့ချထားမယ်စမယ်လို့အချက်ပေးလိုက်တာနဲ့9စက္ကန့်အတွင်းမှာအိတ်ထက်ကိုပစ္စည်းအများဆုံးကောက်ထည့်ရမယ်အချိန်ကြောင်းကြီးမှထည့်တဲ့ပစ္စည်းကိုကောက်မလုပ်ပါဘူးတဲ့ပြီးတော့ထည့်ထားတဲ့ပစ္စည်းတွေကိုတကြံမှာဘာကြောင့်အသုံးဝင်တာလဲဘာလို့ယူရလဲဆိုတာပေါ့မူတည်ပြီးအမှန်ပြဖြစ်တဲ့ကြောင့်မလို့ဘာကြောင့်ဒီပစ္စည်းတွေထည့်ရဲဆိုတာကိုတော့ရှင်းပြဖို့လိုပါတယ်တဲ့ကဲအဲ့တော့ပစ္စည်းကကောက်ရုံနဲ့မရဘူးကဲကိုဖောင်းရင်ရဆရှင်ပါအုတ်ထုတ်ပေါ့ကျွန်တော်စီရလူသွားတာကျန်လေနေပူမယ်လေနေပူရင်အုတ်ထုတ်စားမှန်တာမသိလိုက်ဘူးအဲ့ဒါဒီပစ္စည်းကဘယ်နှမရရလဲ6မှတ်โอเคအထုတ်6မှတ်တောင်ပေးတာဒါတော့မှဒါအငိမ်ဆိုတော့ကိုနိုင်လောက်လေနိုင်တလောက်ပေါ့နော်ဒါ7မှတ်โอเคရတယ်ဒီဟာလေးလေဒါမန်တက်ကဘယ်ချိန်စဖွင့်မှာဘယ်ချိန်မရဘူးရေးစိုးမခံဘူးမပေးဘူး2မှတ်โอเคနောက်ပြီးတော့ဒီမှာတနခါတော့ဒါကဘာထုတ်ဖို့လားထုတ်ဖို့အကျမ်းမှာပုံမှန်ဆိုအိုးမဲတုတ်တယ်လေကိုသဘောကျတဲ့ကောင်မလေးနဲ့တွေ့ရင်ကျတော့အိုးမဲတုတ်လို့မရဟောအဲ့ဒါသဘောအားလေးကိုကင်ဖို့အတွက်ကိုဘာနဲ့ထုမှာဘာနဲ့သွေးမှာလဲဘာနဲ့သွေးမှာလဲအဲ့ဒါကြီးတည်းယူသွားရေးပတ်နေရလေရေးပတ်နေရေးရှိရလေဘာနဲ့သွေးမှာလဲလို့ရင်းနဲ့ဖြော်လို့မရဘူးအမောင်လည်းမဟုတ်ဘူးလေအမောင်လည်းဘယ်နှမှတ်လဲ1မှတ်19မှတ်တော့တကယ်တော့အဲ့ဒါနဲ့တွဲထားတာဒီမှာလေးတနခါလိမ့်ပြီးသွားရင်ဒီလိုရက်တောင်လေးခတ်ပေးရအောင်ဘယ်နှမှတ်လဲ1မှတ်20နိုင်ရှုံးမယ်ဒီမှာပြီးမှထပ်ထည့်လိုက်တာမျက်မှန်မငင်းတဲ့ဦးနောက်ရှိရင်သိတယ်ဘယ်နှမှတ်လဲ20လား10မှတ်ကဲအမှန်ဘယ်နှမှတ်လဲ10မှတ်မရဘူးလေသူ့အောင်10မှတ်မရကျွန်တော်လည်းပေးအောင်လေ10မှတ်တော့မရဘူးလေကိုကကို9နေလေအမှန်9နေ12မှတ်ပဲတူပဲအဲ့ဆို18ဒီမှာရှူစေးနဲ့ကြံလေစိုင်းငါဆိုအမြဲမူးနာရှူစေးရတယ်မလားတမှတ်ပဲရတယ်ပန်ကဒါ 0.5 အဲ့လောက်ချေးနေတာအဲ့လောက်ငါဒီတလောက်ဖို့လိုတယ်ငါဒီတလောက်ဖို့လိုတယ်အဲ့လိုမျိုးငါလိုရက်တော့ရော့ဒီမှာရက်တော့21မလို့21တော့မင်းမဒါ30 19 20တော်ပြီဒီခွက်ကတမတ်ဆိုမပါဘူးလေဒါတော့ယူလာလို့မပါဘူးလေရမ်းညင်းတယ်နော်နေက16မှတ်ရှုံးမယ်ငါသိနေဘာမှတကြတော့ဘာဖြစ်လဲအဲ့ဒါဘယ်သူမှတကြံလဲတော့ဟွာမဖြစ်ဘူးဖန်နေဒီလိုဘယ်တော့မှပြီးကုန်လေအေးဘယ်နှမှတ်လဲ9မှတ်ငါမျက်မှန်နဲ့10မှတ်နဲ့အနိုင်ဆုံးဖြစ်ထားတာနော်မှာညက်အမဲရောင်ကြီးထက်ကြံမာဒီလိုကာလာလေးနဲ့တက်တာဆိုဒါကခေါ်လာလေဒီပါလေဒါဘယ်နှမှတ်လဲ6မှတ်လားအဲ့ဒါဆိုမှန်ကြပါလို့10မှတ်ပေးရကဲအားလုံးရဲ့သုံးမချက်ကိုလက်ခံပလက်စတာဂျူလင်းနဲ့ကြံ fashion ဒါဘယ်နှမှတ်လဲ2မှတ်တယ်15မှတ်โอเคလို့နောက်တစ်ခုတမတ်ဒါဟိုဟာဆို5မှတ်10မှတ်ရိုးမ3ဘူးကောက်ထည့်လိုက်ရင်တော့ငါ30ရပြီကွာကျုံးကဘာဖြစ်ပေါ့အဲ့ဒီဘောက်တော့လို့ပါ5မှတ်โอเคငါပြောပါတယ်ငါပဲနိုင်ပါပါလို့ကုန်းကြောင်းသိတောင်းပါပါတယ်သူတို့တချို့ရေလုံးလေပလုံးကောက်ဟိုဟာဘိုးကုန်နေမကောက်ဘူးလို့ပါနော်ဒါဆိုရင်ဒီပွဲမှာအနိုင်ရတော့ရုပ်ကိုပြင်းအနိုင်ရတော့သူကတော့25မှတ်နဲ့ cherry ပဲဖြစ်ပါတယ်ဒီမယိုးနိုင်တဲ့ယိုးမသင်းချန် TikTok ကဏ္ဍစီစဉ်လေးမှာအားလုံးကိုပြန်တွေ့ကျင်ပါတယ်ခင်ဗျာကဲတတာShow money to, di the jango, pet the nyazo. Show money to, make a lashi.